စင်ကာပူအစိုးရဟာနှစ်စဉ်နိုင်ငံသားအသစ်3000နဲ့ PR အသစ်4000ကိုလက်ခံတော့မှာဖြစ်ပါတယ်။တက်ကြီးပိုင်းတွေများလာပြီးလူဦးရေရော့ကျလာမှုကိုတားဆီးဖို့အတွက်နိုင်ငံသားအသစ်လက်ခံမှာဖြစ်ပါတယ်။ကလေးမွေးဖွားနှုန်းကျဆင်းလာတာကြောင့်9နှစ်အတွင်းနှစ်စဉ်လက်ခံသွားမယ်လို့ဖေဖော်ဝါရီလကုန်ကဆိုထားပါတယ်။ Permanent Resident လို့ခေါ်တဲ့ PR လျှောက်ချင်ရင်စာလုံးမှာအလုပ်ရှိဝင်ငွေကောင်းပြီးပညာရေးကောင်းသူဖြစ်ရပါမယ်။စင်ကာပူဒေါ်လာ1.5 သန်းအထက်ယင်းနှီးမြှုပ်နှံသူတွေစင်ကာပူနိုင်ငံသား PR တွေနဲ့လက်ထပ်သူတွေလည်းရှောက်နိုင်ပါတယ်။စင်ကာပူမှာအနည်းဆုံး2နှစ်အထက်ကျောင်းတက်ဖူးသူတွေနဲ့တက္ကသိုလ်တွေမှာကျောင်းတက်နေသူတွေရှောက်လို့ရပါတယ်။နိုင်ငံသားရှောက်ချင်ရင် PR အနေနဲ့2နှစ်နေထိုင်ပြီးမှရှောက်လို့ရမှာဖြစ်ပြီးအလုပ်ရှိအခွန်ပုံမှန်ပေးသူဖြစ်ရပါမယ်။ဝင်ငွေကောင်းမွန်ရမှာဖြစ်ပြီးအချိန်ပြည့်အလုပ်ရှိသူတွေအပြင်စင်ကာပူနိုင်ငံသားကိုလက်ထပ်ထားသူတွေရှောက်လို့ရပါတယ်။လူငယ်ယောက်ျားလေးဆိုရင် PR ဖြစ်ပြီးစစ်မှုထမ်း2နှစ်ရှိရင်စင်ကာပူနိုင်ငံသားအဖြစ်ရှောက်ခွင့်ရှိတယ်လို့သိရပါတယ်။စင်ကာပူနိုင်ငံသားဖြစ်ချင်ရင်နှစ်နိုင်ငံသားခံယူခွင့်မရှိတာကြောင့်မူရင်းနိုင်ငံသားကိုစွန့်လွတ်ရမှာဖြစ်လို့မြန်မာတွေလည်းပါဝင်နေကြပါတယ်။